သူယူပေါ်တဲ့အညာຫນွေဦးတဲ့ထနှောင်းလက်ပံတမာတန်းနဲ့မကြီးမနွေကျိန်စာတင်နေတဲ့ဒီအညာမလေးထညက်ပေါက်ပေါက်စုပ်ကူစားရင်နွေးချမ်းတောက်ပြီးဦးကြီးကြီးတော့အမေအဖတို့ပြောပြနေကြအိယာဝင်ပုံမြင်တွေအာယုံဦးမှာဖုံးတော်ကြီးเจ้าရဲ့အုံမောင်ခောက်တန်ပြီးဆွန့်ချက်နိုးစော်နေကြဘွန်တော်တန်တွေလွယ်အိတ်ဆလွယ်တိုင်းကျောင်းသိန်းလုံကြီးတူနန်းနန်းနဲ့ရွာလန်းဖုန်ထားအောင်ဆရာမပြေးကြိုနေကြကျောင်းသားတွေရွာဝင်ကအမောပြေနားဖြေစရာအရိတ်ကောင်းကောင်းလက်ခုပ်ပင်ကြီးအောက်ကကလေးတအုပ်ရဲ့စိန်ပြေတန်းဆော့နေကြမြင်ကွင်းတွေຫນွေဦးပေါက်လို့ကြက်သွန်ပေါ်ပြောင်းပေါ်ရင်မိခိုးတိတ်လှူတတ်တဲ့ချိန်ချိန်တဲတဲရှင်ပြူပွဲအလှမင်္ဂလာပွဲတွေထမ်းရည်တောက်ပြီးစရဲဝိုင်းတွေရေခက်စိန်ကိုဆောင်နောက်ဘိုးကြည့်နေကြအညာသားတို့ရဲ့အိမ်ပြန်ချိန်တွေပြန်မရနိုင်တော့ဘူးလွမ်းမောစရာအညာမီဟာစစ်တလင်းမြင်ဖြစ်လို့ဗုဒ္ဓဘာသာစစ်စစ်တွေနေတဲ့အညာဟာတွေးချင်းချင်းနေလို့ပါဏာတိပါတာကိုတိတိကျကျကျူးလွန်ခံရတဲ့အညာတနတ်တန်ဘုံတန်ကြရင်ဘုံကိုချင်းနဲ့အသက်လူပြေးရတဲ့အညာပြေးနိုင်သူကပြေးမပြေးနိုင်တဲ့တက်ကြီးရွယ်ဦးတွေကတော့အရှင်လက်လက်တကြိုခံလိုက်ကြကွာငါတို့ရဲ့အတ္တစင်ပြီးတဲ့အညာသားကောင်တွေချနှင်းခံလိုက်စမ်းရောင်မထမင်းဝင်စားသွားပါအောင်နှမနင်ကြိုက်တဲ့ပိန်းနေသည့်အညာချက်လေးဝင်မီးသွားအောင်ဒီနေ့တော့ကြက်သားကာလာသားချက်တူမကြီးရေအော်ရုပ်ရှင်တွေကလို့လက်တွေမရှိတော့တဲ့ဇက်ဝင်ကန်းတွေကျောင်းကမင်းဆရာမတင်ထားသလိုထမင်းညက်အောင်ကြာကြာဝါဖို့အချိန်မရှိဘူးငါသားထမင်းကိုများများစားတတ်အောင်အကျင့်လောက်ထားတဲ့မိန်းမရာဒီမိသားစုထမင်းဝိုင်းကဒီအညာဒီအိမ်မှာနောက်ဆုံးစားတာဖြစ်ရင်ဖြစ်လိမ့်မယ်နောက်တော့လေပြမဖြစ်သေးရင်ငါတို့အိမ်ပြန်လာလို့ရသေးတာပဲအော်ဝင်းနဲ့ရောက်မသွားလိုက်တဲ့စားလို့မပြီးလိုက်တဲ့အညာမိသားစုထမင်းဝိုင်းတွေကျင်းကတာတကာတန်းတိတ်ဆိတ်လောက်အောင်အကိုင်းခံမဲ့နေတဲ့ကြည်ယာဗလဘွားနဲ့တင်းငုတ်တူတွေအဆွဲတဖွေးဖွေးနဲ့ကြားတွေဂျိုးတသွေးသွေးနဲ့နွားတွေအညာမီကူမှနှိပ်စက်ရက်ခဲ့ပေါ့ဒီအညာဟာအစိတ်တင်မြေဖြစ်သွားတဲ့အညာအမိမဲ့မြေပီဒသွားတဲ့အညာတမလိုခါတဲ့အညာတမထက်ခါခဲ့ရတဲ့အညာ